Hello guys အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဥပြည့်မွေးနေ့မှာ family staycation တောက်ပြခဲ့တာလေးကိုအမှတ်တရ vlog လေးရိုက်ထားပါတယ်တူကြည့်ရအောင်ပုံမှန်ဆိုရင်တော့ဈေးသက်သာတဲ့အခန်းပဲယူပြမှာပါအခုကတော့ sponsor ရှိတဲ့အတွက်ဒေါ်လာ140တန် executive deluxe suite အခန်းလေးကို booking ယူထားပါတယ်ရှင် sponsor ကတော့တခြားသူမဟုတ်ပါဘူးဖေးနဲ့မေးပါ Okay, let's talk about this location first. သူကကန်ရိပ်သာလမ်းနဲ့ဥအောင်မြလမ်းထောက်မှာရှိတဲ့ Winter Grand Hotel လေးပါကားပါကင်ကတော့ hotel အတွက်တည်တံ့ base 2မှာရှိပါတယ်အရင်တစ်ခေါက်တုန်းကဆိုရင်တို့ shopping mall ဘက်မှာရက်မိတဲ့အတွက် charges တွေထပ်ပေးရတယ်ပေါ့အဲ့ဒါလေးတစ်ချက် remind လုပ်တာပါ Okay, reception ကတော့4လွှာမှာပါရောက်ချင်းဆိုပဲအမိုက်စာ welcome gift လေးကိုအရင်ဆုံးပေးပါတယ်သူကပုံမှန်14လွှာနဲ့15လွှာနှစ်ခုပဲ smoking area ပါတယ်ပေါ့နော်လည်းကလေးပါလာတာကြိုမပြောဖြစ်ခဲ့တဲ့အတွက်သူက safe ဖြစ်အောင်အခန်းပြောင်းပေးဖို့လုပ်ပါတယ်ဒါပေမဲ့အခန်းကိုလိုက်ကြည့်တဲ့အခါမှာဒီ14လော့တစ်ထပ်လုံးရောရှောက်လန်းတစ်ချောက်ကအခန်းထဲမှာရောဘာစလိန်နန်းမှမရတဲ့ပြင်သူရဲ့ဒီ signature ပြင်သစ်ရေမွေးရည်နံလေးတစ်မျိုးပဲရနေတဲ့အတွက်ဒီခန်းလေးပဲရွေးခဲ့ပါတယ်ကဲ room tour လေးအရင်လုပ်ရအောင်ဝင်ချင်းရဲ့ညာဘက်ချမ်းက extra toilet လေးပါ toilet tissue basin toilet tissue yes အဲ့ဒါကစိုးရဲ့ Okay sorry စတာပါဒီဘက်အချမ်းမှာဆိုရင်တော့အခန်းတစ်ခန်းစာနီးနီးကိုကျဲတဲ့ dressing room ကိုတတ်ထားပေးတယ်တကယ်ချင်းနဲ့လာမယ်ဆိုလဲ privacy ရှိအဝတ်စားလဲမယ် makeup ပြင်မယ်စသဖြင့်ပေါ့နော်ကျဲကြည့်လို့ရတယ်ပေါင်ချိန်ဆက်တွေ့လို့တက်ချိန်ကြီးသမီးလေးကတော့နည်းနည်းလေးပိန်သွားပါတယ်နေမကောင်းဖြစ်လိုက်လို့ကဲလာပါပြီတဲတော့ကတော့ deluxe ကို city view ပဲယူထားတယ်ပေါ့နော်သူက deluxe lake view လည်းရှိပါတယ်14လွှာဆိုတော့လေရန်ကုန်တစ်မြို့လုံးကိုစီးပြီးတော့မြင်ရပါတယ်ဒါကတော့အိတ်ခမ်းဘက်ကလိုက်ကာတွေပေါ့နော်ဖွင့်ကြည့်ရအောင်ကဲဒီမှာကြည့်ပါအောင် living room ကိုလေသူကတက်ထားပေးထားပြင်မဲ့ဘယ်လောက်ထိကျဲလဲဆိုတာသမီးလေးကတော့အရန်ပျော်နေပါတယ်ဟိုတစ်ခေါက်ကသူ့ကိုမခေါ်ခဲ့ဘူးလေဒီတစ်ခေါက်ကတော့မခေါ်လို့မရတော့ဘူးကဲဒီက site table လေးပေါ်မှာဗာလေးကြီးလည်းကြည့်ရအောင်သူကဒီ hotel ရဲ့review ပေါ့နော် comments တွေ feedback တွေကိုပေးချင်ရင်ပေးလို့ရအောင်ထားပေးထားတာပါနမေသေးက hotel အကြောင်းရှင်းပြခြင်းပဲမဲ့ mic ကျန်ခဲ့တော့ဘာတမ်းမှမချရအောင်ဖြစ်နေပါတယ်ကျဲလေးတော်တော်ကျဲတယ်ဒါလေးတွေက green tea တို့coffee တို့လက်ဖက်ရည်တို့ထားပေးထားတဲ့အပြင်တူတူဆဆန်းလေးတစ်ခုပြပဲเนาะဒီမှာဒါလေးက coffee ဖြော်တဲ့ဆက်ဒီရဲ့ coffee လေးတွေကိုဒီထဲကိုထည့်ပြီးဖြော်ရမှာပေါ့နော်ဒါတော့တစ်ခါမှမလုပ်ဘူးသေးဘူး wine ခွက်လေးတွေလည်းဒီလိုထားပေးထားတယ်ကဲဒီမှာ master bedroom ကြီးကိုကြည့်ပါဦးပီတီလေးကတော့ကြည့်ဒီမှာပြုံးနေတာဒါက bathroom အကျယ်ကြီးပေါ့နော် bed tub လည်းထားပေးထားတယ် basin လည်းနှစ်ခုတောင်ထားပေးထားတယ်ဆိုတော့မလူနေရတော့ပေါ့နော်ဒီရက်လေသူပေးထားတဲ့ဒီ lotion ဘူးတွေနောက်တော့ shaving cream တို့ဘာတို့ကျုပ်တို့ဘာတို့လည်းမဆိုပါဘူး quality ကောင်းပါတယ် tub နဲ့မချိုးချင်ဘူး shower နဲ့ပဲချိုးချင်တယ်ဆိုတဲ့သူတွေအတွက်ဒီမှာရေချိုးခန့်အကျယ်ကြီးနောက်တစ်ခုနောက်ထပ် toilet လည်းတစ်ခန်းပေါ့နော်တဲတို့ယူတဲ့အခန်းကကျယ်တယ်ဆိုပေမဲ့လေသူ့ထက်အများကြီးကျယ်တယ် bedroom နဲ့3ခုလောက်ပါတဲ့ presidential suite အခန်းမျိုးလေးလည်းရှိပါသေးတယ်ရှင် Baby are you happy Are you happy လေးမစားပြီးတော့ကြော့အေးလေးလားဟုတ်လားပြီးတော့စာပဲဖတ်ပေါ့နော်ဒီမှာ workspace လေးကိုလည်းတည်တံ့ထားပေးထားတယ်ကဲ baby BT ကတော့ဒီမှာရေကူးကျင်နေပြီးရေစိမ်ကျင်နေပြီးတဲ့နော်ပြီးတော့ तू ကလေနေ့ခင်း2နာရီမှာဒီ tea time ကိုပေါ့နော်ကြိုပြီး reserve လုပ်ထားရင် join လို့ရတယ်ပြောခဲ့ဒါပေမဲ့တဲတို့ကတော့လာတာလဲနောက်ကျနေတဲ့အတွက်ရေပဲတွက်ကူလိုက်ပါတော့ပဲ baby BT ကလေဘယ်နေရာမှာပဲရောက် model show ကတိတ်ရှောက်ချင်တာ तू ကလေရှေကလည်းအရန်ကူးချင်တာအဲ့ဒီမှာသာကြည့်အရန်တကြွနေတာသူ့ရဲ့ swimming pool ကလေ4လွှာမှာပဲရှိတယ် building အမြင့်ကြီးနှစ်ခုကြားပေါ့နော်နောက်ပြီးတော့ view ကတော့ဒီပေါ့ lake view နဲ့နောက် caraway ကိုကြည့်လို့ရတယ်ပေါ့နော် sunset ဆိုရင်တော့အရန်လာပါတယ်တခုတော့ရှိတယ်သူက chlorine ခတ်ထားတာတအားများတော့လေ chlorine နဲ့နေတော့တော်တော်ရတယ်ပေါ့နော် baby BT ပြောလား Are you happy သူတို့သားအဖကတော့ကလေးအေးမိမှာဆိုတာနဲ့ခဏလေးပဲရေကူးပြီးတော့အပေါ်ပြန်တက်သွားတယ်ပေါ့နော်မမေသေးကတော့ဆန်းဆက်ကြီးလာရေစိမ်လိုက်နဲ့အကြာကြီးစိမ်ပလိုက်တာပြန်တက်လာတော့မှောင်နေပါပြီအောင်ဘိုက်လည်းတော်တော်စားနေပြီဆိုတော့လေအောက်ထပ် shopping mall မှာ
ညစာသွားစားတာမစောင့်နိုင်ဘဲနဲ့ရှိတဲ့မုံလေးတွေအရင်စားဖြစ်ပါတယ်ပြီးတော့ shopping mall ကိုကြတော့ကားပါကင်ထိပြန်ဆင်းပြီးမှဟိုဘက်က shopping mall ဘက်ကဓာတ်လေကားနဲ့ပြန်သွားရတာပေါ့နော်ဖတ်ထုတ်စီချက်တို့ဒီခောက်ကင်စီချက်လားအဲ့ဒါတွေစားလဲဘိုက်ကဘလို့မှမနေဘူးအဲ့တော့ဒီဘက်ဘေးဆိုင်ရမာလာထမ်လားပါလားအဲ့ဒါပါထပ်စားပလိုက်တယ်ဒီညတော့ wait တက်မှာတေးချပဲကဲစားပြီးတော့ပြန်လာကြပါပြီဒီညပပမွေးနေ့အတွက် birthday cake လေးခွဲပါမယ်မီးချစ်မပါတော့လေ reception ကိုလှမ်းတောင်းတော့သူတို့ကမွေးနေ့မှန်ချူပြောထားလို့ရှိရင်နဲ့ birthday cake လေးနဲ့ surprise ကိုသူတို့ grand လုပ်ပေးပါတယ်တဲ့ဘယ်နေရာကြီးလိုက်မှန်တွေကြီးပဲဆိုတော့မေရာဆဖီရိုက်ချင်စရာကြီးကြီးပဲစပါသွားပြီးတော့ပေါ့နော် relax လုပ်မလို့ပဲဒါပေမဲ့သူကဒေါ်လာနဲ့ဆိုတော့ပြတ်တွက်ကြည့်လိုက်ရင်နောက်ထပ်3-4သိန်းထပ်ကုန်မှာဆိုလို့ပေါ့နော်မသွားတော့ပဲယောက်ျားကိုပဲနှိပ်ခိုင်းလိုက်ပါတော့တယ် good night မှားလို့ good night လို့မရသေးဘူး screen ကဲလိုက်အောင်ပဲနည်းနည်းပပပေါ့ဒါကတော့မနဲ့နူနူချင်းမြင်ရတဲ့နေထွက်လာတဲ့အနေထားလေးပေါ့နော်လောဘဒေါသမောဟတွေမရှိသေးတဲ့နက်နက်ခင်လေးဘလောက်လှလိုက်လဲသူတို့သားဖာမနိုးသေးခင်တယောက်တည်းနေထွက်လာတာလေးကိုဒီတိုင်းလေးကြည့်ပြီးတော့ကော်ဖီလေးတောက်တယ်ပေါ့နော်အေးချမ်းနေရောတကယ်ကိုစိတ်ရောကိုယ်ပါ relax ဖြစ်ခဲ့ရပါတယ်ရှင်ဥပြေကတော့နိုးလာပြီဘေဘီကတော့မနိုးသေးဘူးပေါ့နော်ကဲကလေးနိုးလာပြီဆိုတော့ပပကမျက်နှာတက်သွားတိုက်လုပ်ပေးနေတော့ကိုကလှလှပြင်ပါမယ်ပြီးရင်တော့ breakfast သွားစားပါတော့မယ်တဲတို့ဒီ breakfast buffet စားခဲ့တာလေးကိုကြတော့တက် block လေးခွဲပြီးတော့လုပ်ထားရတယ်ဒီမှာထပ်ထရင်ကြအရင်ရှည်နေမှာဆိုလို့လေပြီးရင် hotel အနှံအလျှောက်ကြည့်ကြရတယ်ပြီးတော့တက်ပုံရိုက်ကြတယ်ဒါလေးကမနေ့ကမသွားလိုက်ရတဲ့ spa လေးပေါ့နော်ဒါလေးတွေကတော့ hotel မှာဒီ baby လေးတွေ birthday party pool party စသဖြင့်လုပ်ချင်ရမယ် package လေးပေါ့ဒီမှာပေါ့နော်သူတို့ရဲ့ဘာဘက်ချမ်းကိုတော့မ join ခဲ့ဘူးနောက်တော့ high tea set လည်းမ join ခဲ့ရဘူးနောက်တစ်ခုက gym ပေါ့နော်အဲ fitness room ဘက်ကိုလည်းမသွားခဲ့ဘူးပေါ့နော်ဒီရုပ်လေးကတော့သူ့ကိုမြင်ရုံနဲ့ wintergram ဆိုပြီးတန်းသိစေနိုင်တဲ့ပပူရုပ်လေးပေါ့နော်ဒါကတော့ PT ကိုချစ်လို့ဆိုပြီးပေးလိုက်တဲ့ cookie လေးပါကဲ7 နာရီလေးထိုးပြီးဆိုတော့ check out လုပ်ပါတော့သမီးကျော်အဲ့ဆိုမမေတို့တော့ကြပြန်တော့မနောက်တစ်ရက်ထပ်နေကြမလားထပ်နေကြဒီရသူ့ရဲ့ဖက်နှက်ထားတဲ့နေရာမှာလေ shoe horn လေးရောနော် shoe sponge ပါပေးထားတယ်နော်ပစ္စည်းတွေစစ်တဲ့အမိုက်ပြက်တဲ့တန်ရှင်းနေနဲ့ပပပြန်လုပ်ပေးခဲ့ပါတယ်ကဲပြန်มาတော့မယ်တတဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့မယ်နော် bye အမားပိုင်လက်ချစ်တဲ့စိတ်နဲ့တီးခံပေးကြပါနောက်အသေးလေးလေးပေးခဲ့ကြပါအောင်နော်